လေကြည်ရမယ်ပေါ့နော်သမုဒိယသစ္စာရဲ့အ내ဒိဗ္ဗေတနည်းအားဖြင့်တဏှာလောဘရဲ့စွမ်းရည်တတိ၄မျိုးလို့လည်းပဲဆိုနိုင်ကောင်းပဲထင်ပါတယ်အဲ့ဒါဦးဇင်းတို့ဘယ်လိုပြောထားတော့ဆိုတော့သမုဒိယတအာယုဟနထောနိဒာနထောတန်ယောဂထောပလိဘောဓထောတဲ့နော်သမုဒိယသစ္စာရဲ့စွမ်းရည်တတိ၄မျိုးသမဟုတ်သမုဒိယသစ္စာရဲ့အ내၄မျိုးအာယုဟနနိဒာနတန်ယောဂပလိဘောဓပါဠိအသုံးနှုန်းလေးတွေလည်းပဲစိတ်ထဲမှာရင်းနှီးသွားအောင်ကြိုးစားပြီးတော့မှတ်ဖို့လိုမယ်ဟုတ်လားဒါလေးတွေကပို့ပြီးတော့အရသာပေါ်လေတယ်ပေါ့နော်ပို့ပြီးတော့လည်းပဲမြတ်စွာဘုရားသုံးနှုန်းခဲ့တဲ့မဂရဘာသာအသုံးနှုန်းလေးတွေဆိုတော့စိတ်ထဲမှာယုံကြည်မှုတရားတရားလည်းပို့ပြီးတော့ထက်သန်ရတယ်ပေါ့ဒါကြောင့်ပါဠိစကားလေးတွေပါလာလို့ရှိရင်ဒါလေးတွေကိုတန်ဖိုးထားပြီးတော့စိတ်ဝင်စားပြီးတော့မှတ်သားစေခြင်းနဲ့နော်အေးအာယုဟနနိဒာနတန်ယောဂပလိဘောဓအာယုဟနဆိုတာဘာပြောတာတုံးဆိုတော့စီးပူးတဲ့သဘောစုဆောင်းတဲ့သဘောဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုတဲ့စီးပူးစုဆောင်းတတ်တဲ့သဘောလို့ဆိုကြီးကအဲ့လိုကြည်ကြည်ပြန့်ပြန့်အဓိပ္ပာယ်ဖွင့်လူငယ်တွေနားလည်အောင်ပြောရင်ဒုက္ခကိုလိုက်ရှာပြီးတော့စုဆောင်းနေတာနော်လောဘဆိုတာဘာလို့တုံးဆိုရင်ဒုက္ခတွေများလာအောင်စုဆောင်းနေတာနော်ကိုယ်မှာစုမိနေတဲ့ဒုက္ခတွေဟာဘယ်သူကစုဆောင်းထားတာဆိုရင်လောဘကနေစုဆောင်းထားတာဟုတ်လားလောဘကရှာဖွေထားတယ်လို့နော်စုဆောင်းထားတယ်စီးပူးထားတယ်ဆိုတော့ကြီးကတော့သူကအဲ့ဒီအ내ဒိဗ္ဗေ၄ခုကိုစီးပူးနှင်းဆောင်ဖွဲ့နှောင်နှောင့်ယှက်အချက်၄ပါးဒုက္ခပွားလို့ပြောတော့အဲ့လိုရေးတယ်နော်အာယုဟနကိုစီးပူးတယ်ဒုက္ခတွေကိုစီးပူးထားတယ်စုဆောင်းထားတယ်နော်နိဒာနဆိုတာကိုနှင်းဆောင်တယ်ဆိုတော့ပေးအပ်တယ်ဆောင်နှင်းတယ်ပေးအပ်တယ်ကိုယ့်ကိုဒုက္ခတွေရော့ဟဲ့အင့်ဟဲ့လို့ပေးထားတယ်လို့မျိုးတောတဏလောဘဒုက္ခကိုကိုယ့်ကိုပေးထားတယ်ဒါကြောင့်ကိုယ်မှာဒုက္ခတွေရနေတယ်ယူကပေးထားတာတော့လောဘကပေးထားတာဟုတ်လားနောက်တန်ယောဂဆိုတာကသူကဆက်ရှင်တဲ့သဘောအမြဲတမ်းရှင်တွဲနေတဲ့သဘောစီးပူးနှင်းဆောင်ဖွဲ့နှောင်ဆရာတို့ရက်တော့ဖွဲ့နှောင်နောက်တန်ယောဂဆိုတာကရှင်တွဲတယ်အမြဲရှင်တွဲတယ်ဆိုတဲ့အဓိပ္ပာယ်ဒုက္ခနဲ့ကိုယ်နဲ့အမြဲတမ်းမကွဲမကွာဖြစ်နေအောင်ရှင်တွဲထားတယ်ပူးထားတယ်ကတ်ထားတယ်တတ္တဝါနဲ့ဒုက္ခနဲ့ကွဲကွာမသွားအောင်ရှင်တွဲပေးထားတာပူးပေးထားတာချီနှောင်ပေးထားတာအဲ့ဒါကဘယ်သူကချီနှောင်ပေးတာဆိုတော့လောဘကချီနှောင်ပေးထားတာဒါကိုလောဘရဲ့အစွမ်းတတိတန်ယောဂလို့ဒီလိုပြောတယ်ပလိဘောဓဆိုတာကြတော့ဘာပြောတော့နှောင့်ယှက်တယ်တဲ့နော်ကောင်းတဲ့စိတ်ကလေးပေါ်လို့နော်ကောင်းရမြတ်ရလေးကိုလှုပ်ချင်တယ်ရောက်ချင်တယ်ဒီလိုအတွေ့အလေးတွေနဲ့အကောင်ထဲပေါ်ရမယ်ဆိုလို့ရှိရင်အဲ့ဒါကိုမပြည့်စည်အောင်နှောင့်ယှက်တယ်အနှောင့်ယှက်ပြုနော်ကောင်းတဲ့နေရာကိုမသွားနိုင်အောင်မရောက်နိုင်အောင်နော်ထွက်မြောက်မိုးစတော်ဘုရားကြီးရဲ့စာလေးကိုလည်းအမှတ်ရထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောအ내သဘော၎င်းဆိုကြီးအဲ့လိုကြီးသူဟာလေးကလည်းတော်တော်ကောင်းပါတယ်ထွက်ရလန်းကြီးမခရီးကိုတားဆီးနှောင့်ယှက်ကန့်ကွက်တတ်သောသဘော၎င်းလေဟုတ်လားလွတ်မြောက်ရာငြိမ်းချမ်းရာကိုသွားဖို့လို့စိတ်ကူးကလေးရလာရင်သူကရှိကအရင်ရောက်လာတယ်ဒီလောဘကပဲတတ္တဝါကိုကောင်းရမြတ်ရမရအောင်နှောင့်ယှက်တယ်ဒါကြောင့်ပလိဘောဓဆိုတာနှောင့်ယှက်တဲ့သဘောဖြစ်စည်းတတ်တဲ့သဘောအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့လောဘရဲ့စွမ်းရည်တတိ၄မျိုးလို့ဆိုလို့မရဘူးလားဆိုလို့ရတယ်နော်အာယုဟနဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းစုဆောင်းနေတယ်စီးပူးနေတယ်နိဒာနဒုက္ခဝိတ္ထုဒုက္ခမှုတွေကိုအမြဲတမ်းကိုယ့်ကိုပေးအပ်နေတယ်နှင်းဆောင်နေတယ်ဟုတ်လားတန်ယောဂဒီဒုက္ခတွေနဲ့ပဲအမြဲတမ်းမကွာမကွာနေရတယ်ပလိဘောဓအမြဲတမ်းကောင်းတာလုပ်မယ်ဆိုရင်နှောင့်ယှက်နေတယ်ဒါလေးကလည်းပဲသူအဆက်ဆက်လေးနဲ့သူတွေးကြည့်မယ်ဆိုရင်အလွန်ကောင်းတယ်ကိုကဒုက္ခကိုရှာလိုက်တယ်ပေါ့နော်အာယုဟနစီးပူးတယ်ရှာလိုက်လို့ရှိရင်နိဒာနရှာမတော့အကြောင်းတရားကရှိနေပြီဆိုတော့ဒုက္ခတွေကိုကိုယ့်ကိုပေးတယ်လို့မျိုးကိုရလာပြီဟုတ်တယ်မဟုတ်လားရလာပြီဆိုလို့ရှိရင်တန်ယောဂအဲ့ဒါနဲ့ကိုယ်နဲ့မလုပ်အောင်တော့အတူတူနေရတော့မယ်နော်တန်ယောဂဆိုတာဘာလို့အတူရှင်တွဲတာကိုပြောတာအတူတူနေရတော့မယ်အတူတူနေရပြီဆိုလို့ရင်ကောင်းတာလုပ်မယ်ဆိုရင်သူဘာလုပ်လဲနှောင့်ယှက်မှာ哦ဒါကြောင့်ပေးတဲ့ပေါင်းတော်ဒီအချက်၄ချက်ကိုဆက်ဆက်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဖြစ်နေတဲ့ဒုက္ခတွေဟာဘယ်သူမှရုပ်ဟဲ့အင်းဟဲ့လို့လာပေးထားတာမရှိပါဘူးကိုလောဘကဖန်တီးထားတာဒီနေရာဖြင့်ကိုလောဘအလိုကြကိုယ်တိုင်ရှာဖွေထားတာဒါကြောင့်ဒုက္ခဖြစ်လာပြီဆိုလို့ရှိရင်ဟိုလူတရားခံရှာဒီလူတရားခံရှာ
ဒါဟာတော်တော်မကောင်းဘူးအမှန်တရားကိုမသိရရောက်တယ်ကိုယ်မှဖြစ်နေတဲ့ဒုက္ခဟာကိုယ်လောဘကြောင့်ဖြစ်တာလို့မှန်မှန်ကန်ကန်နားလည်ဖို့မလိုဘူးလားဒီစကားလေးတွေကပိဿပေါင်းတော်အောင်လို့သစ္စာဆိုတဲ့အတိုင်းတောင်းဆုံးဘဲဆုံဘယ်နေရာကပဲကြည့်ကြည့်မှန်းနေတယ်ပေါ့ပေါ့လေးပဲတွေးတွေးအလဲအလတ်ပဲတွေးတွေးလေးလေးနက်နက်ပဲတွေးတွေးလိုချင်လို့ဒုက္ခဖြစ်ရတယ်ဆိုတာကအလွန်မှမှန်ဟုတ်လားဆိုကြပါစို့အပေါ်ယံလေးပဲစဉ်းစားကြည့်ဒုက္ခတစ်ခုခုဖြစ်လာပြီအရှင်မပြေမှုတစ်ခုခုဖြစ်လာပြီစိတ်တိုင်းမကြမှုတစ်ခုခုဖြစ်လာပြီဆိုရင်နောက်ွယ်ကအကြောင်းတရားကိုဉာဏ်ပါပါနဲ့ရှာကြည့်ပါလောဘငါရကျင်တာဖြစ်ကျင်တာတစ်ခုခုတော့ရှိနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဟုတ်လားကိုယ့်ရဲ့ဖြစ်ကျင်မှုရကျင်မှုတစ်ခုခုကိုအခြေခံပြီးတော့ဒုက္ခဆိုတာတွေ့ကြရတာဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဟာလောဘဖြစ်တယ်လို့သိရခြင်းသည်ဒီလောဘကိုပဲနေပါသွားကြည့်တယ်ဒါအကြောင်းအကျိုးစိုက်တယ်လို့ဦးချင်းထင်ပါတယ်။တော့ဒါဒီဟာငါ့ကိုဒုက္ခပေးမဲ့အရာလို့သိရင်ဒါကိုဆက်ဆုပ်တဲ့စိတ်တော့ဒါကိုကြောက်တဲ့စိတ်လန့်တဲ့စိတ်ကိုသိရင်သိသလောက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်။ဒါကြောင့်လောဘသည်ဒုက္ခ